လူချင်းမင်းတို့နေထိုင်ရာအလုပ်လုပ်ရာအဆောက်အဦတွေအတွက်လျှက်စစ်မီတာကိုမှန်မှန်ကန်ကန်ရွေးချယ်အသုံးပြုဖို့အတွက်အခုအချက်တွေကိုသိထားဖို့လိုအပ်ပါမယ်။နေထိုင်ရာအလုပ်လုပ်ရာအဆောက်အဦတွေအတွက် electrical design ရေးဆွဲပေးတဲ့အခါမှာစုစုပေါင်းဝင်အား total load အပေါ်ကိုမူတည်ပြီးတော့ single phase system energy meter သုံးပါလား three phase energy meter သုံးပါလားဆိုတာကိုတွက်ချက်ရေးဆွဲပေးရပါမယ်။အခုပြပြပေးသွားမယ့်အချက်လက်တွေကဒီဇိုင်နာတွေတင်မကဘဲနဲ့ site engineer တွေ client တွေပါသိထားတဲ့အချက်တွေဖြစ်ပါတယ်။အိမ်3မီတာတွေရဲ့ဝင်အားသတ်မှတ်ချက်4မီတာစနစ်အရမီတာမျိုးစားတွေကိုဒေတာနဲ့ဝင်အားအလိုက်3မျိုးခွဲခြားထားပါတယ်။ကြီးလန်းတဲ့မြို့ငယ်တွေအတွက် Taiwan Anti-2 System အရ Single Phase 530 Ampere စနစ်ကိုအသုံးပြုကြပါတယ်။အမြင့်ဆုံး33 Ampere အထိဝင်အားခံနိုင်ပါတယ်။မြို့ကြီးတွေအတွက်ဆိုရင် Type 3 System Single Phase 1060 Ampere မီတာတွေကိုအသုံးပြုကြပါတယ်။1060 Ampere စနစ်မီတာကအရင်မီတာဟောင်းနေထက်ဝင်အား2ဆပိုသုံးနိုင်ပါတယ်။အိမ်သုံးပါဝါမီတာ Type 4 System က3 phase 4 wire စနစ်ဖြစ်ပါတယ်။1030 Ampere ကနေ1080 Ampere အထိအမျိုးမျိုးရှိပါတယ်။ Single phase system မီတာကနေပြီးတော့3 phase system energy meter တွေကိုပြောင်းလဲအသုံးပြုမယ်ဆိုရင် MMBC 2025စံနှုန်းတွေအရဘယ်လိုအချက်တွေနဲ့ကိုက်ညီရမလဲဆိုတော့အသုံးပြုဝင်အား10 kW ထက်ကျော်မယ်ဆိုရင်အများပြားနဲ့ဝင်အားကြီးတဲ့လောအားကြီးတဲ့ပစ္စည်းတွေသုံးလို့10 kW ထက်ကျော်လာမယ်ဆိုရင်3 phase system ကိုပြောင်းလဲအသုံးပြုဖို့လိုအပ်ပါတယ်။ချိတ်ဆက်ဝင်အား100 kVA ထက်ကျော်မယ်ဆိုရင်တော့3 phase medium voltage စနစ်နဲ့ဓာတ်အားရယူဖို့စဉ်းစားရမယ်ဆိုပြီးတော့မြန်မာ National Building Code 2025မှာပါရှိပါတယ်။လက်တွေ့မှာတော့အလောက်ထိခွင့်ပြုထားလေးမရှိပါဘူး30 60 80 Ampere ရှိတဲ့အိမ်သုံး3 phase meter တွေကိုသာတိုက်ရိုက်သုံးနိုင်ပါတယ်3 phase meter တွေကို40 kW ဝန်းကျင်အထိသာအသုံးပြုရန်ခွင့်ပြုပေးလေးရှိပါတယ်နေရာဒေသလိုက် transformer ကပေးနိုင်တဲ့စွမ်းအားပမာဏကိုအခြေခံထားသတ်မှတ်လေးရှိပါတယ်အဲ့ဒီထက်ကျော်လာမယ်ဆိုတော့3 phase meter မှာ current transformer ခံရပြီးတော့အသုံးပြုဖို့အတွက်ထပ်ဆင့်လျှောက်ထားရပါမယ်မီတာဝင်အားထပ်ဖို့သုံးမိမယ်ဆိုရင်မီတာမှာ error 7 overload ပြပြီးတော့မီးဖြတ်တောက်သွားမှာဖြစ်ပါတယ်။မီတာကဓာတ်ရိုက်မတိုင်းတာနိုင်တော့တဲ့ဝင်အားမျိုးတွေမှာ CT ကိုအသုံးပေးရပါမယ်။80 Ampere ကျော်ပြီးတော့ဓာတ်ရိုက်မီတာတွေကအမြင့်ဆုံး80 Ampere အထိခံနိုင်လို့ပါ။ဝင်အားလောအားကြီးတဲ့လုပ်ငန်းတွေ transformer တက်ဆင့်အသုံးပြုရတဲ့စက်ရုံတွေအဆောက်အုံကြီးတွေရဲ့ main switchboard တွေမှာတိုင်းတာမှုနဲ့အကာအကွယ်ပေးဖို့ရာ protection အတွက် current transformer ကိုမဖြစ်မနေသုံးရပါမယ်။အဓိကကတော့မိမိအသုံးပြုမဲ့လျှက်စစ်ပစ္စည်းအရေးအတွက် total load ကိုသေချာတွက်ချက်ပြီးမှမီတာမျိုးစားကိုမှန်မှန်ကန်ကန်ရွေးချယ်တာကမိဖေးအန္တရာယ်ကင်းဝေးစေသလိုမီတာပျက်စီးမှုအန္တရာယ်ကိုလည်းကာကွယ်ရာကျရောက်ပါတယ်။အခုဆိုရင်လူချင်းမင်းတို့နေထိုင်ရာအလုပ်လုပ်ရာအဆောက်အဦတွေအတွက်တင်တော်မှန်ကန်တဲ့မီတာကိုရွေးချယ်အသုံးပြုတတ်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်ထပ်အခုလိုအဆောက်လုပ်ရေးဘူးတုဒတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးကျေးဇူးအများကြီးတင်ပါတယ်။